ကျွန်တော်တို့ငလင်းဖြစ်တော့ဒီငလင်းလေးကိုဖြိုဖို့ပြုတ်ဖို့တို့တို့မှရင်းနေရပဲရှိပါတယ်တို့တို့မှနီးပညာမသိပါဘူးဆက်ရန်နေအစ်စ်တွေကအကုန်လုံးကမတွင်းနိုင်ကြဘူးဆိုတော့ဒီအဟောင်းလေးတွေပဲတဝဲလဲလဲပေါ့အဲ့ဟာလေးတွေကိုကျွန်တော်တို့ဒီအကောင်းဆုံးအခုတို့ဒီ service supplier တွေနဲ့အခုတို့ခုတို့ဖြစ်ရင်ဒီအခုတို့ company တွေမျိုးတွေနဲ့ပေါ့နော်စပယ်ယာဘက်ကိုဂျန်ယူရရင်လည်းရမရရင်လည်းအခုတို့ဒီလို company ကောင်းနေတယ်ကျွန်တော်စပယ်ယာဘက်ကောင်းကောင်းနေနဲ့ maintain တိကျပြန်လုပ်ပြီးမှ customer ကနားရဲကျင်နေတာနားရဲသိနေတာဒီဘက်ကစီခွက်စီသို့တော့ breaker စီပါလာကိုတို့ဒီအငှားဈေးကွက်မှာဒီတန်အလိုက်ပေါ့ market price တွေကဘယ်လိုသတ်မှတ်လဲဒီလောကနဲ့ယင်းဒီကျွမ်းဝင်သော customer ဒီ10-10တစည်းကတော့ဘလောက်ပါဘယ်စည်းရောက်နေပါလိဆိုတာဒီသူတို့နားယူပါကျွန်တော်တို့မှချိန်ရတယ်စက်တွေကိုဒီနောက်ကိုဒီ trend ပေါ့နော်ဖြစ်သွားတယ်ဖြစ်သွားတော့အဲ့ trend နောက်ကိုကျွန်တော်တို့ကလိုက်ရတယ် service ပေးတဲ့ company ကိုဒီတခါတော့အခုကျွန်တော်ကိုကျော်တခုလောက်မေးခြင်းတယ်ကွာဟုတ်ကဲ့ပါအကိုတို့ဒီအငှားဈေးကွက်မှာဒီတန်အလိုက်ပေါ့ market price တွေကဘယ်လိုသတ်မှတ်လဲဆိုတာလေးတစ်ချက်တော့ပြောပြပါဦး market price ကတော့ customer တွေကကိုယ့်ထက်ပိုသိတယ်ဗျခုခေတ်မှာလေဟုတ်ကဲ့ customer တွေကဘယ်ဆက်ကဘယ်ဈေးဘယ်သူကဘယ်ဈေးဆိုကျွန်တော်တို့ကအများကြီးတတ်မှတ်နေကြမလို့သူတို့ပြန်မေးလိုက်ရင်ရတယ်အခုလည်းဈေးရောင်းသလိုပဲဘယ်သူကဘယ်လောက်ရောင်းနေလဲဆိုကျွန်တော်တို့ပြန်မေးတယ်အဲ့လိုပဲဒီဥမာ8တန်းဘလောက်လာငားတဲ့လူကဘယ်သူကတော့ဖြင့်ဘလောက်ပဲနားကဘလောက်ရတယ်ဘာညာမဟုတ်ဘူးကျွန်တော်တို့ကတော့ဒီဟာပေါ်မှာတော့ကျွန်တော်တို့လိုချင်တာဒီလောက်ရှိရယ်ကျွန်တော်ဆက်ကဒီလိုကျွန်တော် service ကဘလို့ဆိုပြီးတော့ကျွန်တော်တို့တော့အဲ့လိုအဓိကကတော့ခုနဟာကိုပြန်ကောက်ရလို့ပြန်မဲ့ကောက်ရမှာပေါ့ကွယ်အဲ့ဒီ value ကိုပဲပြန်ရောက်သွားမှာပေါ့မှာကျွန်တော်တို့ကဒီလို set ဖြစ်တဲ့အတွက်ဒီလောက်တော့ကျွန်တော်တို့ကဖြစ်တယ်ဆိုပြီးတော့ market price ကတော့သူတို့ပြောနေတဲ့ market price ကတစ်ခုဖြစ်ရင်ဖြစ်မှာပေါ့ကျွန်တော်တို့သွားနေတာတော့တစ်ခုဖြစ်လိမ့်မယ်ကွယ်အဲ့လိုအတိအကျကြီးနေရာ data ပေါ်မူတည်ပြီးတော့တတမတ်ထဲပြောလို့မရအောင်ဟိုရန်ကုန်မှာသူတို့ရှိရင်ကျတော့တစ်မျိုးဥမာဟိုရန်ကုန်နဲ့ဝေးသွားတဲ့မန်းလေးဆိုရင်တစ်မျိုးဖြစ်မယ်ဥမာဘီလင်းတို့ဟာလာလမ်းမဆက်တွေခက်ခဲတဲ့နယ်တွေရှမ်းပြည်တို့ရှမ်းတောင်တို့ရှမ်းအရှေတို့ရှမ်းမြောက်တို့ပြီးရင်ဗမာပြည်အလဲပါထပ်ပိုင်းတို့အခုမတူနိုင်ဟုတ်ကဲ့တူနိုင်အဲ့တော့ပြောတာအခု market price လို့ပြောလိုက်ရင်အရန်ကို generally ဖြစ်လွန်တော့ဒီရန်ကုန်ကဟိုမြေကြီးလုပ်ငန်းလောက်ကိုပဲတတ်မှတ်လို့ရမှာပေါ့နော်အဲ့ကောင်တော့ generally တတ်မှတ်လို့ရတာပေါ့ market price ကကျန်တဲ့ဟာရတော့သူ့နေရာနဲ့သူဟို customer တွေကပိုသိတယ်သူတို့ကငါတို့ဘယ်လောက်ပေးမယ်ဆိုပြီးတော့အဲ့လိုပုံစံနဲ့လာကြတာများတယ်ဟိုကိုကျော်စာကြီးပြောလို့ကျွန်တော်တို့ကတော့ညာကုမ္ပဏီဟို FDI နဲ့ပဲအလုပ်လုပ်မယ်ဒေါ်လာနဲ့ပဲဘလို့ဆိုဒါကတစ်ပိုင်းကျွန်တော်ဒီဘက်အချမ်းနေမှာကျတော့ဟိုဒီ local လေးကျတော့မဟုတ်သူတို့တွေကလာပြီဆိုရင်တမျိုးငါတို့ကတော့လောက်လို့ကျန်တယ်ဘာညာနဲ့စညှိကြတာများပါတယ်အခု market price ကတော့လေကိုပြောတဲ့အတိုင်းဆိုရင်ဒါဆိုလုပ်ငန်းနေရာရဲ့ဒီ set condition ပေါ်မူတည်ပြီးတော့ဒါဈေးတွေကအမျိုးမျိုးရှိနေမှာပေါ့နော်မှန်တယ်ကိုခုနောက်ပိုင်းဆက်လာ9ရင်တော့နိုင်ဘလောက်အောက်မှနိုင်9000အောက်မှဆိုပြီးတော့ဟိုတလောကဒီဆက်တွေလွယ်တဲ့အချိန်တုန်းကအဲ့လိုတွေဖြစ်သွားတယ်ဆက်တွေနိုင်တောင်းကြော်ရင်မယူတော့ဘူးငါတို့ရွှေတော့မှဒီဆက်တွေကအဆင်မပြေတော့ဘူးဆိုကျွန်တော်တို့မှချိန်ရတယ်ဆက်တွေကိုဒီနောက်ကိုဒီ trend ပေါ့နော်ဖြစ်သွားတယ်ဖြစ်သွားတော့အဲ့ trend နောက်ကိုကျွန်တော်တို့ကလိုက်ရတယ် service ပေးတဲ့ company ကိုကျွန်တော်တို့မှဟာ9000ကျော်ရင်ဟာစင်မပြေတော့ဘူးဒီဆက်တွေငါတို့ကရွှေ့ရတော့မယ်ပြောင်းရမယ်ရောင်းရတော့မယ်ပြီးကြရင်အတစ်တွေပြန်ထည့်ပေါ့နော်အဲ့လိုလေလုပ်ခဲ့ရတယ်အခုကျတော့လေဒီဆက်ရန်နေအတစ်တွေကအကုန်လုံးကမတွင်းနိုင်ကြဘူးဆိုတော့ဒီအဟောင်းလေးတွေပဲတဝဲလဲလဲပေါ့အဲ့ဟာလေးတွေကိုကျွန်တော်တို့ဒီအကောင်းဆုံးအခုတို့ဒီ service supplier တွေနဲ့အခုတို့ခုတို့ဖြစ်ရင်ဒီအခုတို့ company တွေမျိုးတွေနဲ့ပေါ့နော်စပယ်ယာဘက်ကိုဂျန်ယူရရင်လည်းရမရရင်လည်းအခုတို့ဒီလို company ကောင်းနေတယ်ကျွန်တော်စပယ်ယာဘက်ကောင်းနေနဲ့ maintain တိကျပြန်လုပ်ပြီးမှတိကျလုပ်ရတယ်ကျွန်တော်တို့ဆိုလည်းဥမာ9မဲ့ဆိုရင်စက်တွေကိုအကုန်လုံးတိကျခမပြီးရင်မကောင်းရင်မထွက်နဲ့ကျွန်တော်တို့ဆိုရင်အဲ့လိုလုံးဝကျွန်တော်အရင်ကလုပ်ခဲ့တာဆိုရင်စက်တွေလာချန်တဲ့ချအဲ့ကျွန်တော်စိတ်ကြိုက်ဖြစ်ပြီးဆိုမှလွတ်တယ်စက်တွေကိုအဲ့လိုမျိုးပုံစံတွားမှလည်းကျွန်တော်တို့ကနာမည်တစ်ခုနဲ့
ရေရှည်ရက်တည်နိုင်တာပေါ့နော်နှုံးမလို့ရှင်ဟာဒီကုမ္ပဏီကဆက်လာချလိုက်ရင်ပြက်ပြီးဘာညာအဲ့လိုမျိုးကျွန်တော်ကပြောမခံနိုင်နာမည်ဖြစ်မခံနိုင်အဲ့လိုမျိုးတွေသွားရတယ် market price အနေနဲ့တော့အဲ့လိုနေရာဒေတာပေါ့ခုနဟာကိုပြန်ကောက်ရရင်နေရာဒေတာပေါ်မူတည်ပြီးတော့မတူကြဘူးကိုရယ်အဲ့ဒါလေးတော့အခုအမြင်တော့ဘယ်လိုရှိတယ်ပြောပါအောင် ဆရာကျိုးအမြင်ဘယ်လိုရှိလဲ အဲ့တော့အဓိကတော့ဈေးနှုန်းပေါ့နော်ကျွန်တော်ကမိကုန်းကိုနားလဲတာပေါ့ကျွန်တော်နားလဲတဲ့မိကုန်းကိုနားလဲတာဒီဟို market price ပေါ့အဲ့တော့ market price ကဈေးကပေါက်ဈေးလို့ပြောကြတာကျွန်တော်နားလဲတာနော် မှန်ပါတယ် အဲ့တော့မိကုန်းကိုနားလဲတာဒီဈေးကပေါက်ဈေးတွေဘယ်လိုရှိလဲဒီမိကုန်းဖြေရရင်တော့လေဟိုအလွယ်ဖြေရင်တော့ရတယ်အကိုဈေးကပေါက်ဈေးကရှစ်တန်တစ်စီးကိုအကိုရဲ့3သိန်းနဲ့3သိန်း2000နဲ့တို့မဟုတ်3သိန်းခွဲပေါက်ပါတယ်ပေါ့ထုံနည်း၎င်းမဲ့တန်30ရန်ကုန်မှာဆိုတာနော်အဲ့တော့ရန်ကုန်မှာဆိုရင်5သိန်း5သိန်းခွဲ6သိန်းပေါ့6သိန်းခွဲဒါတွေကအလွယ်ပြောတာအဲ့တော့ဒါတွေဒီခုနဆရာကျော်ပြောသလိုပဲ customer တွေဒီဈေးနှုန်းတွေကိုဒီလောကထဲမှာရှိသော customer များကျွန်တော်ပြောချင်တာနော်ဒီလောကထဲမှာရှိသော customer များဒီလောကနဲ့ရင်းနှီးကျွမ်းဝင်သော customer များဟုတ်ပြီနော်အဲ့တော့ဒီလောကနဲ့ရင်းနှီးကျွမ်းဝင်သော customer ဒီတန်30တစည်းကတော့ဘလောက်ပါဘယ်စည်းရောက်နေပါဒီဆိုတာဒီသူတို့နားယူပါနေ ပြောရမလို့တော့ အဲ့တော့ကျွန်တော် highlight လုပ်ချင်တာတခုရှိတယ်ဒီ market price မှာကျွန်တော်တို့ငလင်ဖြစ်တော့ကျွန်တော်တို့အဲ့ဒီငလင်ဖြစ်တဲ့ဒေသတွေမှာကျွန်တော်တို့ရဲ့ရန်ရာအဖွဲ့အစည်းတွေရန်ရာရှိတဲ့လူတွေဟာဖြစ်တဲ့တိတ်မကြဘူးကျွန်တော်တို့တက်နိုင်တဲ့အင်အားနဲ့တက်နိုင်တဲ့စက်တွေနဲ့တက်နိုင်တဲ့ခွန်အားလေးတွေနဲ့ဒီငလင်ဘေးကိုဝင်ပြီးတော့ကျွန်တော်ကူကြတယ်အဲ့တော့ဆက်နိုင်တဲ့လူကဆက်အကျဉ်းဉာဏ်နိုင်တဲ့လူကအကျဉ်းဉာဏ်ငွေကြီးအဖြစ်နိုင်တဲ့လူကငွေကြီးကျွန်တော်တို့ကူညတယ်ကူကြပြီးတော့ငလင်ငိန်သွားတယ်ပြိုကျသွားတယ်ပျက်စီးသွားတယ်အိမ်တွေကရန်နေရတော့လိုပါတယ်ကျွန်တော်တို့လာလို့ပါအောင်ဈေးနှုန်းတွေမေးကြတယ်တကြူဒီဘယ်လောက်လဲဆိုတော့ဟာကျွန်တော်တို့တန်30ကတော့စီးပိုင်းဘယ်လောက်ပါစီမပိုင်းဘယ်လောက်ပါကျွန်တော်တို့ပြောတဲ့အခါကျတော့ဒီရန်နေရဆိုတဲ့အမျိုးကတာမန်အယက်သားနေနဲ့အတော်ကိုမရင်းနေတယ်လို့အတော်ကိုမရင်းနေဘူးဘဟိုးဆိုတာကလမ်းမှာတွေ့မှာဒါကဘဟိုးရဲလို့သိတာဈေးနှုန်းဆိုရင်တော်တော်ခက်ဝေးဝေးပဲအဲ့တော့ကျွန်တော်တို့ရန်နေရတကြူစီစီပါရင်ဟာကျွန်တော်တို့က15သိန်းကုန်ပါတယ်ဟာဒီလောက်ကြီးလားဒီလောက်ကြီးကုန်သလားဟာဈေးကြီးလာပြီလားဟုတ်ရဲ့လားရန်နေရတစ်ခါငါ15သိန်းကုန်သလားဟုတ်တယ်8နာရီတကြူဒီအော်အဲ့တော့ကိုကဆက်ပြောရတယ်မဟုတ်ဘူးရန်နေရက8နာရီမောင်းရင်တနာရီကိုစီရအနည်းဆုံး4ဂါလန်နဲ့4ဂါလန်ခွဲဒီတက်စီစားတတ်တယ်ဆိုတော့3ဂါလန်ခွဲတန်30ကိုပြောတာနော်4ဂါလန်ခွဲစားတဲ့ဆက်ဆိုရင်5ဂါလန်နေစားတယ်စီတဂါလန်ကိုအကျဉ်းမြင့်ပါအတိအကျပြောတာမဟုတ်ပါဘူး1000ဆိုပါတော့တနာရီကိုစီ4ဂါလန်5ဂါလန်စားရင်9000ရှိတယ်ရှင်9လီ40ဆိုရင်စီဘိုး4သိန်းရှိတယ်ဟုတ်ကဲ့သို့တော့ဒီရန်နေရတွေဆိုတဲ့အမျိုးကကောင်းချင်းမောင်းနဲ့ခေါ်လို့မရဘူးဟဲ့လာပါအောင်ကောင်းချင်းတောင်း30ဘူးမရဘူးကောင်းချင်းမောင်းရွက်ပြီးတော့ကောင်းချင်းမောင်းရမယ်ချပြီးလာလို့မရဘူးရန်နေရကငှားတဲ့လူစီရောက်ဖို့ transporter ခေါ်ရသေးတယ် transporter ခေါ်ရသေးတယ်အဲ့တော့ covid အချိန်တုန်းကလေကျွန်တော်ဥမာလေးပြောချင်တာပါ covid တွေစဖြစ်တော့ကျွန်တော်တို့ရန်နေရအဖွဲ့တွေကအခမဲ့ကူညီပါမယ်ကျွန်တော်တို့သို့တော့ကျွန်တော်တို့ကအဲ့အချိန်မှာလုပ်ငန်းကာလဖြစ်တယ်လုပ်ငန်းကာလဖြစ်တဲ့အခါကျတော့စက်တွေကအကုန်လုံးကလုပ်ငန်းဝင်နေတယ်မှာအဲ့တော့လုပ်ငန်းဝင်နေတော့တချို့ကတောနဲ့ထီထဲမှာတချို့ကတောင်ပေါ်မှာအဲ့တော့တချို့ကလာမရဘူးဖြစ်တော့မန္တလေးမှာဖြစ်တယ်စကိုင်းမှာဖြစ်တယ်ပျော်ဝဲမှာရှိတယ်လုတ်ပေါင်းကရှိတဲ့အင်အားတွေထုတ်နှုတ်ဘသူကတော့အဲ့နားမှာအနည်းဆုံးရှိလဲလုတ်ပေါင်း
တော့အကူညီတောင်းတော့ရန်နေရငှားလာဟုတ်ပါတယ်ခင်ဗျာအခမဲ့တော့ဟုတ်ပါတယ်ခင်ဗျာအေးပို့လိုက်ဗျာအခုချက်ချင်းဟာမရဘူးကျွန်တော်တို့အဲ့လိုလုပ်လို့မရဘူးကျွန်တော်တို့မှဘာလုပ်ရလဲအကိုဘယ်နားမှာလဲအကိုဖြစ်တာဘယ်နားမှာကျွန်တော်တို့သူတို့တော့ကောက်ကိုနားလဲပါတယ်သူတို့ပူလောင်မှုတွေကိုခံစားပါတယ်သူတို့ကြနေတဲ့မျက်ရည်တွေမြင်ပါတယ်သို့တော့ကျွန်တော်တို့လုံနိုင်တာချက်ချင်းလာမရအောင်ထိုနည်း၎င်းမဲ့ကျွန်တော်တို့ငလင်ဖြစ်တော့ဒီငလင်တွေကိုဖြိုဖို့ပြုတ်ဖို့ကျွန်တော်တို့မှရန်နေရပဲရှိပါတယ်ကျွန်တော်တို့မှနီးပညာမသိပါဘူး ခုနကကိုပြောတဲ့ဒီ safety ကအရန်အရေးကြီးသွားပြီအဲ့နေရာမှာဆိုရင်နော်ကို ဟုတ်တယ်အဲ့တော့ကျွန်တော်တို့ကဒီအတွေ့အကြုံကြီးအခုမှနှစ်ဖိုးတွေဒူးတွေတွေ့တာအခုမှဝုန်းဆိုပြီးတော့ငလင်ကြီးဖြစ်တာကျွန်တော်တို့ကတိတ်ကယ်နေတာကျွန်တော်တို့ပြည်သူတွေဗျာမြေရောက်ထဲမှာနစ်နေတာတိုက်တွေပြီးနေတာမကယ်ချင်ပဲနေပါမယ်သို့တော့ကိုသွားကယ်လို့မှပြီးနေတဲ့ကောင်ကအသက်ဆုံးရှုံးရမယ့်အခြေအနေဖြစ်နေတယ်အဲ့တော့ဈေးနှုန်းနဲ့ဆက်လို့ပါအဲ့တော့ကျွန်တော်တို့ကရန်နေရကနားမရင်းနှီးတဲ့လူတွေအတွက်ကျွန်တော်တို့ရန်နေရဈေးနှုန်းတွေကတော့များတယ်နည်းတယ်နားမလည်တာပေါ့နောက်တစ်ခုကဘာလဲဆိုတော့နိုင်ငံတကာမှာကဈေးဖွင့်တဲ့အခါကျရင်သူတို့မှာ pricing structure ရှိပါတယ်တွက်ချက်နည်းရှိတယ်ဥပမာထားပါတော့ရန်နေရတစ်စီးကိုကျွန်တော်တို့ကဒေါ်လာ3သိန်းနဲ့ဝယ်လိုက်တယ်အဲ့တော့ရန်နေရတစ်စီးကိုဒေါ်လာ3သိန်းနဲ့ဝယ်ရင်ကျွန်တော်တို့ကဒီရန်နေရကိုသုံးဆွဲမဲ့ခုနှစ်ပေါ့9နှစ်သုံးပါလား10နှစ်သုံးပါလားဒါကို तू က break even တွက်ပါတယ် तू ကနောက်တစ်ခုက deposition ချပါတယ်ဒီဆက်က10နှစ်မှာ deposition က0ဖြစ်ရမှာသို့မဟုတ်ဒီဆက်ရဲ့ volume နဲ့ဒီဆက်ရဲ့ value နဲ့ဒီဆက်ရဲ့တန်ဖိုးနဲ့ deposition ဒီ10နှစ်ချပါမယ်ဒီလိုသတ်မှတ်ပါတယ်သတ်မှတ်ပြီးတော့မှပြန်ချိုးတာ तू ကနှစ်လိုက် yearly လိုက် monthly လိုက်အဲ့ဒါကို deposition ပြန်ချိုးတယ်ချိုးပြီးတော့မှ operation cost ပေါင်းတယ်ပေါင်းပြီးတော့မှကိုယ့်ရဲ့ဖွဲ့စည်းရဲ့ margin ဘယ်လောက်ယူတယ်လဲပေါ့ဒါလေးပေါင်းပါတယ်ဒါက international experience standard international experience ပါနောက်တစ်ခုကကျွန်တော်လွန်ခဲ့တဲ့10နှစ်လောက်ကဖိလစ်ပင်းသွားတယ်အဲ့တော့ဖိလစ်ပင်းသွားတော့အဲ့တော့ဖိလစ်ပင်းကတာဝန်ရှိတဲ့ပုံကိုယ်တွေနဲ့ကျွန်တော်တို့ meeting လုပ်ပါတယ် meeting လုပ်တော့ meeting စပွဲမှာဟုတ်ကဲ့ magazine လေးရန်နေရ magazine လေးတော့ချတာတော့ကျွန်တော်စိတ်ဝင်စားနဲ့ကောက်ဖတ်ပြီးကြည့်တဲ့အခါဖိလစ်ပင်းရဲ့ရန်နေရလုပ်ငန်းရှင်များအသင်းဒီအသင်းကနေပြီးတော့ရန်နေရလုပ်ငန်းရှင်တွေကိုပေးခြင်းတဲ့ message တွေ terms and condition တွေ regulation တွေရန်နေရအနေနဲ့ပတ်သက်တဲ့ဒီပညာတွေအတွေ့အကြုံတွေဗဟုသုတတွေထိုနည်း၎င်းမဲ့ဒီဖိလစ်ပင်းနဲ့ကိုက်ညီတဲ့သူ့နိုင်ငံနဲ့ကိုက်ညီတဲ့ cost တွေနဲ့တွက်ထားတဲ့အခြေခံဈေးနှုန်းတွေဒီဈေးနှုန်းတွေကအစ very solid နော် solid ပေးထားတာအဲ့တော့လောက်ရတာ follow လောက်ရတာတော်တော်အဆင်ပြေတယ်အဲ့တော့ကိုတက်ကကျွန်တော်မေးပြီကိုကျော်စွာရန်နေရဘယ်ဈေးလဲလို့ဖြေရရင်ကျွန်တော်တို့ကဘယ်ဈေးကို ဘလို့ဖြစ်ရမလဲ reference လုပ်ရမလဲမသိဘူးသို့တော်ဆရာကျော်ပြောလို့ပေါ့ market price ကတော့ customer သိပါတယ်အဲ့သို့တော်ဘာဖြစ်လာလဲဆိုတော့ attachment ပါလာတဲ့အခါကျရင် customer မသိတော့ဘူးအဲ့တော့အခုဆိုရင်ငလင်ဖြစ်တယ်ကျွန်တော်တို့ bucket ကြီးပဲသွားလုပ်လို့မရအောင်အဲ့တော့ demolition job တွေအများကြီးဖြစ်လာတယ်ဒါအကိုတို့လည်းဒီငလင်နဲ့ပတ်သက်ပြီးတော့ဒါ breaker တွေလှူဒန်းမှုတွေလုပ်ခဲ့တာတွေ့တယ်ထိုနည်း၎င်းမဲ့ဒီငလင်ဘေးမှာဝင်ကူညီတဲ့အဖွဲ့အစည်းတွေကိုထိုက်တဲ့လှူဒန်းမှုတွေထိုက်တဲ့ discount တွေဝင်ရောက်ပြီးတော့လုပ်ခဲ့တာ ကျွန်တော်လည်းဟုတ်ကဲ့ပူပေါင်းပါဝင်ခဲ့ပါ ပူပေါင်းပါဝင်ခဲ့တာတွေ့တယ်အဲ့တွေ့တဲ့အခါကျတော့ breaker ပါလာပြီ customer ကနားရဲကျင်နေတာနားရဲသိနေတာဒီဘက်ကစီခွက်စီသို့တော့ breaker စီပါလာတယ်ကျွန်တော်တို့ကတော့ breaker နဲ့ဆိုရင်10-20ဆိုရင်တော့73သိန်းယူရတယ်ဆိုရင် customer စိတ်ထဲ short ဖြစ်သွားတာဟာ73သိန်းတော့လားမဟုတ်ဘူးကျွန်တော်တို့ရှင်းပြရတယ်ကျွန်တော်တို့ရဲ့ဒီ breaker attachment ဝယ်ရပါတယ် breaker attachment သုံးရင်
နံပါတ်1ကတော့ bucket နဲ့သုံးတာတဲ့နံပါတ်1ဆက်ကပိုပင်မှန်းပါတယ်နှစ်ကပါလဲဆိုတော့သူ့ကို maintenance လုပ်ရတဲ့ cost ပိုများပါတယ် hydraulic ကနိုင်2000လဲရမယ်ဆိုရင်တက်တန်းတိုးပါတယ်နိုင်1000မှလဲရပါတယ်နော်ထိုနည်း၎င်းမဲ့ breaker ခွဲရင် breaker လုံးရင်ကျွန်တော်တို့ကဒီတိုင်းမရပါဘူးရှေ့မှာအရက်ခေါ်တဲ့ခဲတန်ကြီးခေါ်တဲ့ချီစဲတွေလဲရပါတယ်ကျွန်တော်တို့ဆိုလိုတာအဲ့တော့ဒါတွေကိုအားလုံးလောက်ရတယ်နှစ်ကခုနပြန်ကောက်ရရင် safety ပါလဲကြလူနီးဖြစ်နေတဲ့အဆောင်အောက်ကနေသွားပြီးတော့ဖြိုရတဲ့ရန်နေရနဲ့အဲ့ဒီကရန်နေရမောင်းသူရဲ့လုံခြုံမှုအဲ့လုံခြုံမှုဟာကျွန်တော်တို့အတွက်အရေးကြီးဆုံးပဲကျွန်တော်တို့မှာဒီတိုက်ဆောင်းကြီးဖြိုဖို့အတွက်ကျွန်တော်တို့က experience က0ပါကျွန်တော်တို့0ပါဆောင်းကြီးအောက်ကိုသွားဖြိုတော့ဘယ်လိုဖြိုရမှန်းမသိတဲ့ခါကျတော့ရှိသမျှကွန်လန်သွားထိုးဘုံဆိုစက်ပေါ်ပြုတ်ကြလို့မပြီးဘူးလူပေါ်ပြုတ်ကြရင်ကျွန်တော်တို့ကပြဿနာရှိတယ်အဲ့တော့ဈေးနှုန်းရယ်လို့ဆိုရင်ဆရာကျော်ပြောသလိုပါပဲကျွန်တော်တို့ကအမေးရတာဒီကျွန်တော်တို့ကဘယ်ဒေသကိုဝန်ဆောင်မှုလုပ်ရမလဲတစ်ကနှစ်ကတော့ကျွန်တော်တို့ဘယ်လုပ်ငန်းကိုကျွန်တော်တို့ကလုပ်ပေးရမှာက gold mining လားဒါမှမဟုတ်ရင် road construction လားဒါမှမဟုတ်ရင် infrastructure လုပ်ရမှာလားအခုနာမည်ကြီးနေတဲ့ငလင်လှုပ်လို့ပြိုကျလူဇဲသို့မဟုတ်ပြိုကျပြီးသောအဆောက်အများကို demolition လုပ်ရမှာလားဒါမှမဟုတ်ရင် quarry mine လားဒီပေါ်မှာမူတည်ပြီးတော့ကျွန်တော်တို့ရဲ့ဆက်ရဲ့ပင်ပန်းမှုတွေကျွန်တော်တို့ကနောက်ကလိုက်ရမယ့် support တွေကျွန်တော်တို့ကဖြည့်ပေးရမယ့် spare parts တွေကျွမ်းကျင်မှုတွေဒါတွေကိုအားလုံးတွက်ချက်ပြီးမှဒါလျင်ကျွန်တော်တို့ကဈေးနှုန်းတစ်ခုကိုထုတ်ပေးလို့ရပါတယ်အဲ့တော့အခြေခံအားဖြင့်တော့တန်20တစည်း6သိန်းခွဲလို့အလွယ်မှတ်တာသို့တော့ quarry site ဆက်တော်ရေး quarry site ပါလို့ပြောရင်စစင်းစားမှာလက်သေးဘလောက်ကုန်တယ်လဲလို့စစင်းစားရတော့မယ်စက်ကဘလောက်ပင်မမလဲလို့စစင်းစားရတော့မယ်ထိုနည်း၎င်းမဲ့ရွှေရင်းပါဟေးဆိုရင်ဘယ်နာလဲကျွန်တော်တို့ကထောက်ပံ့ဖို့လွယ်သလားထောက်ပံ့ရေးလွယ်သလားတွာလာရေးလွယ်သလားထောက်ပံ့ရေးလမ်းကြောင်းကရောဈေးကြီးနေသလားထောက်ပံ့ရေးလမ်းကြောင်းတော့လွယ်ပါတယ်ဒီကနေဝင်လာရင်2နာရီဆိုရောက်ပါတယ်သို့တော့ပစ္စည်းတစ်ခါပို့ရင်9သိန်းကုန်နေရင်လည်းအဆင်မပြေပြန်ဘူးပေါ့ဆရာအဲ့တော့ပြောချင်တာကကျွန်တော်တို့ဈေးနှုန်းနေဟလာဈေးကွက်ထဲမှာလိုက်နာရမယ် follow လုပ်ရမယ်ဖြစ်သင့်ဖြစ်ထိုက်တဲ့ terms and regulation တွေဖြစ်ဖို့ဒီကျွန်တော်တို့မှာအသင်းအဖွဲ့တစ်ခုခိုင်မာဖြစ်လာဖို့လိုနေပြီလို့ကျွန်တော်ဒီနေရာနေအရေးတကြီးကျွန်တော်ပြောချင်တယ်အရေးတကြီးလေးပြောချင်တာပေါ့ပါလေးပြောချင်တာမဟုတ်ဘူးမှန်ပါတယ်ဟိုဒါကတော့လုပ်ငန်းဘယ်လုပ်ငန်းမှာမဆိုဒီကျွန်တော်တို့ဒီအသင်းအဖွဲ့ဆိုတာတော့ရှိလို့ရှင်လောကကန်ရတာတွေပိုအဆင်ပြေတာပေါ့မှန်ပါတယ်ကျွန်တော်တို့နေပယ်မှာဆိုလဲဒီရန်ရာလုပ်ငန်းရှင်များအသင်းဟိုဥဆောင်မဲ့လူပဲဖြစ်ပေါ့ဒါမှမဟုတ်လဲဘယ်သူပဲဝါပဲဖြစ်ကျွန်တော်တို့အနေနဲ့ကတော့အမြဲတမ်းဝဲကန်လုပ်နေမှာပါပဲအဲ့တော့ဖြစ်တင်တာပါဗျာအဲ့တော့ပြောချင်တာကရန်ရာလုပ်ငန်းရှင်များအသင်းလို့ကျွန်တော်တို့ကယာယီအားဖြင့်ပေါ့ကျွန်တော်တို့ကခေါင်းစဉ်တက်ထားတာသို့တော့ဒီအသင်းမှာပါဝင်ရမယ့်လူတွေဒီ all inclusive ဖြစ်ဖို့လိုတယ်အဲ့တော့ကျွန်တော်တို့ကရန်ရာလုပ်ငန်းရှင်များအသင်းလို့ပြောတော့ဟာရန်ရာပိုင်တဲ့လူတွေကြီးပါပဲကွာလို့တွေးနိုင်တယ်မလားအတိတ်ပဲလွဲနိုင်တယ်သို့တော့ကျွန်တော်တို့ဆိုလိုချင်တာရန်ရာလုပ်ငန်းရှင်များအသင်းလို့ယာယီပါသို့တော့ဒီမှာပါဝင်ရမယ့်လူတွေဒီဆရာကျော်တို့လိုရန်ရာပိုင်တဲ့လူတွေနှစ်ရန်ရာရောင်းချသူတွေရန်ရာရောင်းချသူတွေသုံးဆရာတို့လိုပဲရန်ရာအပိုပစ္စည်းဖြန့်ဖြူးသူတွေလေးစမောင်းဆရာတွေငါစက်ပြင်ဆရာတွေထိုနည်း၎င်းပဲအသိပညာရှင်တွေအတတ်ပညာရှင်တွေကျွန်တော်တို့ဒီအဖွဲ့အစည်းကို streaming လုပ်မယ်ထိန်းကျောင်းမယ်အလွှာပေါင်းစုံကကျွန်တော်တို့ကလေးစားရတဲ့ကျွန်တော်တို့ကချစ်ခင်ရတဲ့ကျွန်တော်တို့ရဲ့ဆရာကြီးတွေကျွန်တော်တို့ရဲ့နာယကတွေကျွန်တော်တို့ရှေ့ကဒီရန်ရာရဲ့ generation ရှေ့ကကျွန်တော်တို့သင်ယူခဲ့ရတဲ့ဆရာကြီးတွေ
ဒီဆရာကြီးတွေပါဝင်တဲ့ခိုင်မာတဲ့ရန်ရာလုပ်ငန်းရှင်များအသင်းသည်အချိန်တိုအတွင်းခိုင်ခိုင်မာမာဖြစ်ဖို့ လိုတယ်လို့ အဲ့တော့ဓမ္မသာလင်ပဲကျွန်တော်တို့ကအငင်းပွားမှုတွေတယောက်နဲ့တယောက်ငှားရမ်းတဲ့နေရာမှာအငင်းပွားမှုတွေလိုက်နာမဲ့စီးမြင့်စည်းကမ်းတွေအခြေခံဈေးနှုန်းသတ်မှတ်ချက်တွေထိုနည်း၎င်းပဲကျွန်တော်တို့လုပ်နေတယ်ဆိုတာကုမ္ပဏီကြီးလို့မဟုတ်ဘူးကုမ္ပဏီလက်တွေကုမ္ပဏီငယ်တွေဟာပြောရင်တော့မိသားစုစီးပွားရေးလို့အရက်လုပ်နေကြတာဒီပေါ်မှာကျွန်တော်တို့ဒီနိုင်ငံတကာစံနှုန်းနဲ့ကိုက်ညီတဲ့ process တွေစီမံခန့်ခွဲမှုပုံစံတွေသင်တန်းတွေစမောင်းတွေအတွက်သင်တန်းတွေစက်ပြင်ဆရာတွေအတွက်လိုအပ်တဲ့ထိရောက်တဲ့အဲ့တော့သင်တန်းတွေနည်းပညာတွေဒါတွေပံ့ပိုးဖို့ဒါတွေပေါင်းကူးဖို့ဒါတွေဆက်ရှက်ဖို့ရန်ရာလုပ်ငန်းရှင်များအသင်းဟာတကယ်အရေးကြီးတဲ့တရားစင်းဖြစ်ဖို့အတော်လိုနေပြီနောက်တစ်ခုကကဘာကြီးမှာနည်းပညာကနေ့စဉ်နဲ့မျှတိုးတက်အဲ့တော့ကဘာကြီးကနည်းပညာနဲ့တိုးတက်နေတဲ့အခါကျတော့ရန်ရာထုတ်လုပ်သူတွေကလည်းသူတို့ရဲ့ product တွေကိုနည်းပညာမြင့်မြင့်နဲ့ထုတ်တယ်ဒါတွေကိုကျွန်တော်တို့ကအမီလိုက်ဖို့ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ရန်ရာခင်ပြီဖို့တိုးတက်ဖို့စီးလုံးဖို့ဒီနည်းပညာတွေကိုကျွန်တော်တို့သင်ကြားခွင့်ရဖို့ဒါတွေဒီအလုံးပါဝင်တဲ့ all inclusive ပါဝင်တဲ့အဖွဲ့အစည်းတစ်ခုဖြစ်ဖို့ကျွန်တော်ဒါကိုတလင်းတို့ရဲ့ real talk show ကနေရန်ရာလုပ်ငန်းရှင်တွေရောအလုံးရောဈေးကွက်ထဲမှာရှိနေတဲ့ပါဝင်ပတ်သက်သူအလုံးကိုကျွန်တော်တိုက်တွန်းခြင်းနဲ့ပြောကြားခြင်းပါတယ်လို့ ကျွန်တော်တို့နေလဲတကယ်လို့ဒီအသင်းပွဲကြီးဟာပေါ်ပေါက်လာခဲ့မယ်ဆိုရင်ပူးပေါင်းဆောင်ရွက်ဖို့လည်းအစဉ်သင့်ပါ ကျေးဇူးတင်ပါတယ်ကိုကျေးဇူးတင်ပါတယ် one stop service ပဲ one solution ပေးတာ ရှင်တော့ခေါ်နေသူဒီရန်ကုန်လမ်းညုံလိုမျိုးပေါ့ ဟုတ်တယ်စက်တီကလည်းကြီးလိုက်ရင် channel မှာဘူးမရှိဘူး ဟုတ် သို့တော့ပြန်ဝင်လာတော့စက်တီကအသက်ကြီးလာတယ် degree base များနေတာတကယ်တမ်းကတော့ reserve base ဖြစ်ရမှာ